အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အောင်လင်းဆက်ပါဒီနေ့ဗီဒီယိုမှာဆိုရင်တော့ကျွန်တော်ကထိုင်းနိုင်ငံ Top Public University ဖြစ်တဲ့ Mahidol University, Thammasat University နဲ့ KMITO University မှာ 100% scholarship နဲ့ပညာသင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေကိုမေးခွန်းလေးတွေမေးသွားပြီးတော့မှထိုင်းမှာစာသင်နေရတဲ့အတွေ့အကြုံတွေကို interview ရမှာဖြစ်လို့ကျွန်တော်နဲ့လိုက်ခဲ့ကြပါခင်ဗျာ Let's goဟုတ်ကဲ့ပါအခုနာမည်ကကို William လို့ခေါ်ပါတယ်လောလောဆယ်ဆိုလို့ရှိရင်တော့ထိုင်းနိုင်ငံ Thammasat University မှာ Bachelor of Arts in Global Study and Social Entrepreneurship major ကိုဒီချက်နှစ်တက်ရောက်နေပါတယ်ကျွန်တော်တကယ်စိတ်ဝင်စားတဲ့လူမှုစီးပွားရေးလုပ်ငန်းပေါ့နော် Social Enterprise တွေစိတ်ဝင်စားတဲ့ကိုရိုင်းလဲဒီနယ်ပယ်မှာထက်ထဲဝင်လုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုသွားချင်တဲ့လုပ်နေတဲ့အလုပ်နဲ့သွားချင်တဲ့ဘာသာရပ်နဲ့ပြန်ချိန်ကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်လဲ Thammasat မှာလည်းဒီsocial entrepreneurship ဆိုတဲ့ program ကကွက်တီရှိနေတဲ့အတွက်ကြောင့်မို့ကျွန်တော်ရွေးချယ်ရခြင်းဖြစ်ပါတယ်။နောက်ဆုံးအရေးကြီးဆုံးတစ်ချက်အနေနဲ့ဆိုလို့ရှိရင်တော့ဒီ Thammasat University ကကြတော့100% scholarship ပေးတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့လိုမျိုးငွေကြီးလိုအပ်ချက်ရှိနေတဲ့သူတွေအတွက်ကလုံးဝအဆင်ပြေတဲ့အတွက်ကြောင့်မို့ကျွန်တော် Thammasat University ကိုရွေးချယ်ရခြင်းဖြစ်ပါတယ်။ကျွန်တော်အနေနဲ့နေစိတ်စားစိတ်ကတော့ပုံမှန်ဆိုတစ်လဆိုလို့ရှိရင်တော့12,000ကနေ10,000ခွဲပတ်ချလိုက်လောက်တော့ကုန်တယ်ပေါ့နော်။ဒါပေမဲ့ကျွန်တော်ကန်ကောင်းတာတခုကြတော့ကျွန်တော်တို့ခု Thammasat University Scholarship ကအကြောင်းစီကြီးပဲ 100% ပြင်တစ်လားကို budget ထောင်ပေးသေးရပေါ့နော်နောက်ပြီးကြတော့ကျွန်တော်တို့ major မှာပေါ့နော်work study program ဆိုတာလေးရှိရပေါ့နော်ကိုယ့်ရဲ့ major ကိုပြန်ပြီးတော့မှအလုပ်ပြန်လုပ်ပေးရတဲ့ဟာလေးရှိရအခါ solution လည်းပဲကျွန်တော်တို့ကိုတနာရီ solution တော့ဒီသတ်မှတ်ချက်ဈေးနှုန်းတစ်ခုလေးနဲ့ကျွန်တော်တို့ကိုလာစာပုံစံလိုမျိုးလေးလဲရသေးရပေါ့နော်ဆိုတော့တလား solution တော့ဒီဟာလေးနဲ့ကျောင်းကပေးလိုက်တဲ့8000ရဲ့ကျောင်းကဝင်ငွေပေးလိုက်တဲ့အလုပ်လေးတဆင်ရတဲ့လာစာလေးတွေရဲ့စာရှိတဲ့ဖြစ်ကျွန်တော်တို့မှာဝင်ငွေလေးတစ်ခုလေးရရှိသွားတာပေါ့ဟုတ်ကျွန်တော်ကိုနိုင်ကလည်းတစ်ခါမှမရောက်ဘူးတဲ့တစ်ခါမှပညာမသင်ဘူးတဲ့ထိုင်းနိုင်ငံလူမျိုးမှာဒီလုံးဝ 100% ရတဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ personally ရဆိုလို့ရှိရင်ပို့ပြီးတော့မှပိုကောင်းတဲ့အတွေ့အကြုံတွေပို့ပြီးတော့မှတိုးတက်တဲ့အတွေ့အမြင်သစ်တွေလည်းပို့ပြီးရလာပါတယ်ဟုတ်ဆိုတော့နောက်လာမယ့်ညီလေးညီမလေးအတွက်ကိုအကြံပေးရမယ်ဆိုလို့ရှိရင်တော့ကိုကဘယ်ပိုင်းတွေတွားချင်တာလဲဆိုတော့ဟာလိုမျိုးလေးတွေကိုကနနာအရင်ဆုံးလေ့လာစီချင်တယ်ပေါ့နော်အဓိကကိုကဘယ်နိုင်ငံသွားမှာလဲပြီးမြအားသွားမှာလဲဘယ်ကြောင်းတွားချင်တာလဲကိုအရင်ဆုံးကို identify လုပ်ပါကိုရဲ့ career goal တွေကိုရဲ့ budget တွေနဲ့တခြားလေးချိန်ပြီးရွေးကြည့်ပေါ့နော်ရွေးကြည့်ပြီးသွားပြီဆိုလို့ရှိရင်တော့အကြောင်းတစ်ခုတော့ထပ်လာမှာပဲပြီးသွားပြီဆိုလို့ရှိရင်တော့အဲ့ဒီအကြောင်းရဲ့လိုအပ်ချက်အတိုင်း admission requirement တွေ scholarship requirement တွေဆိုလို့ရှိရင်လည်းချိန်ယူပြီးပြင်ဆင်ပါအရေးကြီးဆုံးကမလောပါနဲ့ပေါ့နော်အဲ့ဆိုလို့ရှိရင်တော့ကိုသွားချင်တဲ့ major ကိုသွားချင်တဲ့ scholarship ရမှာဖြစ်တယ်ကျမနာမည်ကတော့ခင်ချမ်းမင်းငင်းဖြစ်ပါတယ်အခုလောလောဆယ်ကတော့မဟီဒေါမှာတက်နေတာဖြစ်ပြီးတော့ biomedical science ကိုမှာ bachelor's program တက်နေတာဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာသူရဲ့ reputation ကိုရှာကြည့်တဲ့အခါမှာလည်းမဟီဒေါဒီလည်း top university တစ်ခုဖြစ်တယ်နောက်ပြီးတော့ medical related subjects တွေနဲ့ဆိုလို့ရှိရင်မဟီဒေါကprestigious ရှိတဲ့ကျောင်းထဲမှာပါတယ်ပေါ့နော်အဲဒါကြောင့်မလို့မဟီတော့ရွေးဖြစ်တာပါကံကောင်းသွားတာတခုကအမဒီကျောင်းကိုရှောက်မဲ့အချိန်မှာ MUHCM scholarship Norwegian scholarship ကစပြီးခေါ်တယ်ပေါ့မြန်မာကျောင်းသားတွေအတွက်အဓိကဆိုတော့အဲ့ဒီမှာဝမ်းသာသွားပြီးတော့ကိုကရှောက်ကြည့်လိုက်တယ်ရှောက်ကြည့်လိုက်တော့သူတို့ဘက်ကဒီ interview process တွေအပြီးမှာဒီ scholarship ကိုရရှိတယ်ပေါ့နော်ရရှိတယ်လို့ပြောတဲ့အချိန်မှာစိတ်ကနှစ်ခုဖြစ်သွားတာပေါ့နော်ဝမ်းလဲဝမ်းသာတယ် relief လည်းဖြစ်သွားတယ်ဘာလို့ relief ဖြစ်တာလဲဆိုတော့ဒီကိုတက်ချင်တဲ့ပညာတစ်ခုကိုငွေကြေးရေးချောင်းစိတ်ပူစရာမလိုဘဲနဲ့လည်းတက်ခွင့်ရမယ်နောက်မိသားစုပေါ်မှာလည်းဝန်တော့ဝန်ပိုးမဖြစ်တော့ဘူးဆိုတဲ့အတွက်ကြောင့်မလို့ relief ဖြစ်သွားမှာပေါ့နော်ဟုတ်ကဲ့မဟီတော့ဒီ masters program နဲ့ doctor programs တွေက strong ဖြစ်တယ်ကြည့်လိုက်တော့အမတက်ချင်တဲ့ anatomy ကဒီမှာ master လည်းရှိတယ် doctor program လည်းရှိတယ် international program ကိုရှိတယ်ပေါ့နော် all in one ပေါ့နော်တက်လျှောက်တက်သွားလို့ရတယ်ဆိုတဲ့သဘောမျိုးဖြစ်သွားတော့ဒီမဟီတော့ကိုရွေးလိုက်တာကအမ career goal ဖြစ်တဲ့ anatomy ဆရာမတယောက်ဖြစ်ချင်တယ်ဆိုတဲ့ဟာကိုအများကြီးထောက်ကူပြုတာပေါ့နော်ဟုတ်ကဲ့ကျွန်တော်တို့ biomedical science မှာ PM camp ဆိုပြီးတော့နှစ်တိုင်း alumni တွေကော seniors တွေကောခရီးစုထွက်ကြတာပေါ့နော်အဲ့လိုမျိုးရှိသွားတယ်အဲ့ဒီမှာသူကဘာ program လေးထည့်ပေးထားလဲဆိုတော့ alumni တွေကဘယ်တွေကိုရောက်နေကြပြီဘာတွေလုပ်နေကြပြီအဲ့မှာ international students alumni တွေလည်းပါတာပေါ့နော်အဲ့ဒီဟာလေးတို့သူက sharing ပြန်လုပ်ပေးတယ်အဲ့လို sharing ပြန်လုပ်ပြီးတော့စိတ်က relief ဖြစ်သွားတာပေါ့နော်ငါတက်ချင်တဲ့ program မှာလည်းဒီလိုinternational students တွေစက်တက်နေပါလားတချို့ကျောင်းသားတွေကြတော့ bachelor speed တာနဲ့ entrepreneurship သူတို့ကိုယ်ပိုင်စီးပွားရေးကိုသူတို့ဆက်လုပ်ကြတယ်အဲ့လိုမျိုးလေး learn လုပ်ခွင့်ရလိုက်တော့စိတ်ထဲမှာစိတ်သက်သာသွားတာပေါ့နော် alumni တွေနဲ့အတွေ့အကြုံsharing လုပ်ခွင့်ရတယ်ဆိုတော့အဲ့ဒီဟာလေးတစ်ခုကတော့အမှတ်တရရှိပါတယ်ဟုတ်ဆိုတော့အခုချိန်မှာတော်တော်များများကမြန်မာဘက်ကကျောင်းသားတွေဒီရွေးကြမယ်ဆိုလို့ရှိရင်ထိုင်းကျောင်းတွေရွေးကြမယ်ဆိုလို့ရှိရင် scholarship ကိုလည်းကြည်ကြတယ်ပေါ့နော် scholarship ကိုကြည်ကြတော့နှစ်မျိုးပေါ့ကျောင်းအတွက်ကျောင်းဝင်ခွင့်အတွက်နဲ့ scholarship ရဖို့အတွက်ပေါ့နော်ကိုကကျောင်းတက်ချင်တဲ့အခါကြလို့ရှိရင်ကိုယ့်ရဲ့ goal ကဘာလဲဆိုတာအဓိက
ပေါ်လွင်အောင်ပြောနိုင်ရမယ်အဲ့တော့ admission ရဖို့အတွက်ဆိုရင်တော့ကိုယ့်ရဲ့ goal ကဘာလဲကိုနောက်ဆုံးမှာဘာလုပ်ချင်တာလဲဒီကျောင်းကနေကွာဘာလိုချင်တာလဲနောက် community ကွာဘာပြန်ပေးချင်တာလဲပေါ့နော်အဲ့ဒီဟာလေးတွေတသက်မမတ်ရှိနေဆိုလို့ရှိရင်တော့admission မှာကွာ stand out ဖြစ်တဲ့ candidate ဖြစ်မယ်ပေါ့နော်နောက်တစ်ခုကဒီပညာနဲ့ပတ်သက်လို့ကတော့never stop learning အမြဲတမ်း learning ကို passionate ဖြစ်နေရမယ်ဘာလို့ဆိုအခုချိန်မှာက globalization လည်းဖြစ်လာပြီနေရာတိုင်းမှာသင်ယူလေ့လာစရာတွေကလည်းများလာပြီဆိုတော့ကိုဒီကျောင်းကိုတက်ခွင့်ရပြီဆိုတာနဲ့ဒီကျောင်းကပေးဖို့ရှိတဲ့အရာမှန်သမျှကိုအကုန်ယူပေါ့နော်ဆရာတွေစီကပညာတွေအကုန်ယူဖို့အတွက်ကို recommend လုပ်ချင်ပါတယ်ဟုတ်ကဲ့ ရှားပြည့်ကျွန်တော်ကထိုင်းနိုင်ငံမှာကျောင်းတက်ချင်တဲ့ညီမညီမတွေအတွက်ကိုသတင်းကောင်းလေးတစ်ခုပါပေးချင်ပါတယ်အဲ့ဒါကဘာလဲဆိုတော့ Royal Thai Embassy နဲ့ AMAUT တို့ပူးပေါင်းကျင်းပတဲ့6ချိန်မြောက်ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲကြီးကိုမေလ24ရက်နေ့စနေနေ့ရန်ကုန်မြို့ Novotel Hotel မှာမနက်9:00 နာရီကနေပြီးတော့ညနေ4:00 နာရီကျင်းပသွားမှာဖြစ်ပါတယ်ပွဲလေးကတော့ဝင်ကြီးအခမဲ့ဖြစ်ပြီးတော့ registration link ကိုလည်းကျွန်တော်က caption မှာထည့်ပေးထားပါတယ်ပွဲမှာဆိုရင် up to 100% scholarship အခွင့်အရေးအပြင်ကိုမှသက်ဆိုင်ရာတက္ကသိုလ်ပေါင်းစုံမှာဆရာဆရာမတွေနဲ့တိုင်ပင်ဆွေးနွေးခွင့်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့မတော်မဖြစ်ကိုသွားတင်တဲ့ပွဲလေးတစ်ပွဲဖြစ်ကြအောင်ကိုကျွန်တော်ကသတင်းကောင်းလေးပါလိုက်ပါတယ်ခင်ဗျာဆိုတော့ကျွန်တော်တို့အခု KMITO University ကိုသွားလိုက်ကြအောင်လိုက်ခဲ့ကြပါအမနာမည်ကတော့နဒီလိုင်းပေါ့နော်အမကတော့ခုဒီ KMIT ရပေါ့နော် Kimiko Institute of Technology တဲ့ grad မှာတက်နေရပေါ့နော်အမရဲ့ faculty of engineering မှာဟုတ်ကဲ့ဟုတ်အမတက်နေရမိကြတော့ဒီ engineering management and entrepreneurship ပေါ့နော် KMIT ကိုအဓိကရွေးရတာပေါ့နော်အမကဒီနည်းပညာကိုတက်ချင်တယ်ပေါ့နော် technology engineering ရွေးချင်တယ်အဲ့ဒါကြောင့်မို့ဒီ engineering မှာဒီ top ဖြစ်တဲ့ university ပေါ့နော်အဲ့ဒီထဲမှာအမက KMIT ကိုရွေးတာအဓိကအကြောင်းတစ်ခုတော့ရှိရပေါ့နော်နံပါတ်တစ်ခုကကျတော့ဒီ technology မှာဒီ top ဝင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့အမက credit transfer လုပ်ခြင်းတယ်ပေါ့နော် credit transfer မှာ credit transfer လည်းရရမယ်ဒီ scholarship လည်းပေးတယ်ဆိုတာကဒီ engineering ကျောင်းမှာနည်းနည်းရှားတယ်ပေါ့နော်အမ KMIT ကလည်းပါဝင်မယ်ပေါ့နော်ဒီအဓိက criteria နှစ်ခုကြောင့်ရေးလိုက်တာပါလို့ဟုတ်ဒီ scholarship ရတာကတော့အများကြီးတော့အဓိပ္ပာယ်ရှိရပေါ့နော်ဘာလို့လဲဆိုတော့ကျတော့ဒီအခုခေတ်ကာလရဲ့ဒီ economy အခြေအနေမှာပေါ့နော်ကျောင်းတက်ဖို့ဆိုတာကနိုင်ငံခြားမှာကျောင်းတက်ဖို့ဆိုတာမလွယ်ဘူးပေါ့နော်ခရီးချိန်မှာဒီလို 100% ရတာအတွက်ကတော့အရင်ကြီးကိုအမ family တို့လည်းဝင်ထုတ်ဝင်ပို့ရော့စီရပေါ့နော်အမအတွက်ကလည်းဒီနိုင်ငံခြားမှာပညာသင်ရတာကိုလွယ်လွယ်ကူကူနဲ့ပေါ့နော်မကျောင်းမကြပဲသင်နိုင်တယ်ပေါ့နော်အဲ့တော့အဓိပ္ပာယ်တော့အများကြီးရှိပါတယ်လို့ဟုတ်ဒီကျောင်းကပေါ့နော်တစ်ခုကောင်းတာကဒီ activities တွေများရပေါ့နော်ဒါပေမဲ့အဲ့ဒီ activities တွေကိုအားလိုက်တော့ချိန်ရတယ်ပေါ့နော်အမဆိုရင်ကျောင်းမှာဒီ activities တွေမှာ MC တွေစလုပ်ကြည့်ရပေါ့နော်သူတို့ကျောင်းတွေလည်း invite လုပ်တယ်ပေါ့နော်အဲ့ချိန်မှာဆိုရင်ပြီးရင်အမတို့ကျောင်းနဲ့ collaboration လုပ်ထားတဲ့နိုင်ငံခြားကျောင်းတွေအများကြီးရှိတယ်အဲ့ဒီပွဲတွေမှာ participate လုပ်ပြီးရပေါ့နော်အဲ့တော့ဒီ personally ရပြောမယ်ဆိုတော့အများကြီးတိုးတက်လာတယ်ပေါ့နော်ကိုယ့်ရဲ့ network တွေလည်းအရင်ကျယ်လာတယ်ဒီထိုင်းကကျောင်းသားတွေနဲ့မကပဲတခြားနိုင်ငံကျောင်းသားတွေနဲ့ပေါ့နော်ပြီးတော့သူတို့တခြားနိုင်ငံကိုလည်းအမတို့ဒီ trip တွေပို့ပြီးရပေါ့နော်အဲ့တော့အဲ့ဒီတခြားကျောင်းတွေလည်း explore လုပ်လို့ရတဲ့အတွက်ကတော့ဒီ personally ရလည်းအရန်ကိုတိုးတက်လာတယ်ပေါ့နော်ပြီးတော့ academic ပိုင်းရဆိုရင်တော့ဒီဆရာတွေနဲ့ပေါ့နော်ဆရာတွေနဲ့အမတို့က open ကောင်းကောင်းမွန်မွန်တိုင်ပင်လို့ရတယ်ပေါ့နော်တိုင်ပင်လို့ရတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့အနာဂတ်လမ်းကြောင်းပါဆက်လုပ်ချင်တယ်ဆိုတာတွေတိုင်ပင်လို့ရပါတယ်အမခုတက်နေတာကဒီ engineering management and entrepreneurship ပေါ့နော်အဲ့ဒီချိန်မှာကျောင်းကဘာတွေ provide လုပ်ပေးလဲဆိုရင်အခုဆိုရင်အမဒီ internship ရတယ်ပေါ့နော် internship ကလည်းအမအလွယ်တကူရတယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်အကြောင်းမှာအမက student enterprise ဆိုတဲ့ club ရှိရပေါ့နော်အမ volunteer လုပ်ထားတော့ experience တွေရှိတော့ internship ကိုလည်းအလွယ်တကူလုပ်လို့ရတယ်ပြီးတော့ရင်အကြောင်း supervisor လည်းအမအကြံပေးရပေါ့နော်ဘယ်လိုဆက်သွားဆိုတာလေအဲ့တော့အမရဲ့ goals နဲ့အကြောင်းကတော့ connect လုပ်ပြီးပါတယ်လို့အဲ့တော့အမပေးချင်တာက be yourself ပေါ့နော်ဘာလို့လဲဆိုရင်ကိုရှောက်ချင်တဲ့ major ပေါ့နော်ကိုရှောက်ချင်တဲ့ major ပုံမူပြီးတော့ကို့မှာပါ experience တွေရှိလဲပေါ့နော်ကိုဘာတွေဆက်ဖြစ်ချင်လဲဆိုတာကိုကိုတိချာတိထိုင်ပေါ့နော် application process မှာ portfolio မှာလည်းကောင်းကောင်းရေးနိုင်မယ် assess မှာလည်းကောင်းကောင်းရေးနိုင်မယ်ပေါ့နော်အဲ့ဒီချိန်မှာအဲ့ဒါ pass ဖြစ်ရင် interview အဆင့်ပေါ့နော်အဲ့လိုကြာ interview အဆင့်ကြာရင်လည်းကိုကောင်းကောင်းကိုဘာဖြစ်ချင်လဲဆိုတာသိရတဲ့အတွက်ပေါ့နော်ဆရာတွေရဲ့မိတာကောင်းကောင်းဖြစ်နိုင်ပြီလို့ထင်ပါတယ်အဲ့ဒါဆိုရင်တော့ဒီ scholarship person ရဖို့ကတော့များပါတယ်ပေါ့နော်Okay ဆိုတော့ကျွန်တော်ဒီနေ့တက္ကသိုလ်3ခုလုံးလည်းပတ်သွားပြီးပါပြီ interview တွေလည်းလုပ်ပြီးသွားပြီဆိုတော့အားလုံးပဲကြိုက်နဲ့တက်ကြလိမ့်မယ်လို့ကျွန်တော်ထင်ရှိပါတယ်ခင်ဗျာဆိုတော့ကျွန်တော်ထပ်ပြီးတော့သတိပေးချင်တာလေးကမေလ24ရက်နေ့စနေနေ့ရန်ကုန်မြို့ Novotel Hotel မှာမနက်9:00 နာရီနဲ့ညနေ4:00 နာရီကို AMAU တွေကနေပြီးတော့ကြီးမှုကျင်းပတဲ့ထိုင်းတက္ကသိုလ်ပေါင်းစုံပညာရေးပြပွဲကြီးရှိပါတယ်ဆိုတော့တွားကျင်နေဆိုရင်တော့မဖြစ်မနေ registration လုပ်သွားကြဖို့ကျွန်တော်တိုက်တွန်းလိုက်ပါတယ် registration link ကိုလည်းကျွန်တော် caption မှာထည့်ထားပေးပါတယ်ခင်ဗျာဆိုတော့အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာအားလုံးပဲ bye bye ပါခင်ဗျာ